အားလုံးပဲမင်္ဂလာပါရှင်နောက်တော့စမတ်ကျေးဇူးပါတယ်ကျွန်မကိခိုင်ပါကျွန်တော်တို့ internet ပေါ်မှာလူချင်းတဲ့ channel လေးတွေရှာဖွေခြင်းတဲ့ channel လေးတွေကို AI tools လေးတွေကိုသုံးပြီးတော့ရှာဖွေကြတယ်ပေါ့နော် ChatGPT တို့ Gemini တို့လို application လေးတွေကိုသုံးပြီးတော့ရှာဖွေကြတယ်အဲ့လိုမျိုးပဲဒီကျွန်တော်တို့ education အတွက်ဆိုလို့ရှိရင်ဒီအသုံးဝင်တဲ့ tools လေးတစ်ခုရှိတယ်ပေါ့နော်ဆိုတော့ဒီနေ့မှာတော့ဒီ Perplexity လို့ခေါ်တဲ့ AI tools လေးတစ်ခုကိုအကြောင်းကိုရှင်းပြချင်ပါတယ်သူကကြတော့ PERPLEXITY Perplexity ပေါ့နော်ကျွန်တော်တို့ browser တစ်ခုမှာ Perplexity AI လို့ရိုက်လိုက်မယ်ပေါ့နော်အဲဆိုရင်သူ့ရဲ့ tools တွေကိုရောက်သွားပါတယ်အဲဒါကျွန်တော်တို့ရှာခြင်းတဲ့အကြောင်းအရာလေးကိုရှာလိုက်မယ်ပေါ့နော်ဆိုရင်ဒါဆိုရင်ကျွန်တော်တို့ကုရှာခြင်းတဲ့အကြောင်းအရာလေးသူထွက်လာတယ်ပေါ့နော်သူကတစ်ခုခေါင်းကကြတော့လေဒီမှာ answer ဒီမှာဆိုလို့ရှိရင် answer ရှိတယ် answer ရဲ့ဘေးနားမှာ image ဆိုတာလေးလည်းရှိတယ်ပေါ့နော်ဆိုတော့တခါတည်းကျွန်တော်တို့ကကုရှာတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့တခါတည်း image လေးတွေရှင်းနေရတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကကြတော့သူကဘယ်လိုလဲဆိုတော့ဒီမှာဆိုရင်အပေါ်မှာပေါ့နော် link လေးတွေပေါ့နော်ကိုကအဲ့ဒီ website လေးတွေ link လေးတွေကိုဝင်ပြီးတော့ကိုယ်တိုင်ကိုယ်ကျဖတ်လိုက်ရတယ်ဒါမှမဟုတ်သူကဒီမှာသူအဲ့ဒီ link လေးတွေကနေတော့ reference ယူထားပြီးတော့သူကကိုယ်ပြန်ရှင်းပြတာပေါ့နော်ဆိုတော့ဒီမှာတစ်ခုကိုကျွန်တော်တို့ link လေးနှိပ်လိုက်မယ်ပေါ့နော် link လေးကိုနှိပ်လိုက်ပြီးဆိုရင်သူကလေသူ reference လုပ်ထားတဲ့အကြောင်းအရာပေါ့နော်ဒါ main link ပေါ့နော်ဆိုတော့ဒီမှာဆိုရင်ဒီမှာတခါလေးပေါ့နော်ကျွန်တော်ဒီမှာ report အကြောင်းလေးတွေမေးထားတယ်ဆိုရင်ဒါသူကတခါလေးကျွန်တော်တို့ main page မှာသွားပြီးတော့ main website ပဲ main page မှာပဲတော့ဖတ်လို့ရတယ်ဒီမှာ source ဆိုရင် source တွေကိုလည်းပြရတယ်နော်ဆိုတော့နောက်တော့ကျတော့ဒီမှာဘာကောင်းတာလဲဆိုတော့ကျွန်တော်တို့ကဒီမှာဆိုရင်လေ export ဆိုတဲ့ icon လေးပါတယ်ပေါ့နော် export ဆိုတဲ့ icon လေးကိုကျွန်တော်တို့ဒီမှာ PDF နဲ့စေမှာလားမဟုတ်တာလား document လားဆိုတော့အဲ့ဒါလေးတွေလည်းစေလို့ရတယ်ပေါ့နော်ကဒါကို PDF လိုမျိုးစေလိုက်မယ်ပေါ့နော်ဆိုရင်ကျွန်တော်တို့ကအဲ့ဒါကိုနှိပ်လိုက်တယ်ဆိုရင်ကျွန်တော်ရှာထားတဲ့အကြောင်းအရာကို document တစ်ခုခုအနေနဲ့ကျွန်တော်တို့ပြန်ပြီးတော့ save လုပ်ရတယ်နောက်တစ်ခုကကျတော့ဒီမှာဆိုရင် rewrite နေရာလေးရှိတယ် rewrite ဆိုရင်ကျွန်တော်ကသူ့အပေါ်မှာရေးထားတဲ့အကြောင်းအရာကိုပြန်ပြီးတော့ရေးပေးပါဘောနော်ကိုယ်သဘောမကျလို့ပြန်ရေးပေးပါဆိုရင်တော့ rewrite တို့အားလေးကိုနှိပ်လိုက်လို့ရတယ်ဒါမှမဟုတ်ရင်တခြားဒီ GPT တို့ဒီ Gemini တို့လိုမျိုးနေနေအဲ့ဒီ icon လေးတွေနှိပ်လို့ရတယ်နှိပ်ပြီးပါလို့ရှိရင်ဒီမှာ personal ဆိုလို့ရှိရင်တော့ဒီ pro တို့ mass တို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကကြတော့ဝယ်ပြီးသုံးရတဲ့ဟာမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ education ဆိုလို့ရှိရင်တော့ဒီမှာ verify as students တို့ educator တို့ပေါ့နော်ဆိုတော့ verify လုပ်လိုက်မယ်ပေါ့နော် verify ဆိုလို့ရှိရင်သူကကြတော့ဒီ name ပေါ့နော်ဒီကိုရဲ့ဒီ university school ဆို school name တို့ first name တို့အဲ့လိုမျိုးလေးတွေနဲ့ရေးပြီးတော့ဒီ verify my student status ဆိုတဲ့ဟာလေးနဲ့လိုက်ရင်သူကဟို register လုပ်ပြီးသုံးရတဲ့ဟာမျိုးပေါ့နော်ဆိုတော့ကျွန်မတို့တစ်ခါမှတော့သုံးဘူးပေါ့နော်ဆိုတော့ဒီဟာမျိုးစမ်းသုံးကြည့်ခြင်းပဲသုံးရှိလို့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့သူကဒီ spaces ဆိုတဲ့နေရာလေးမှာလေ templates ကိုတောင်းလိုက်လို့ရှိရင်ကိုရှာခြင်းတဲ့အကြောင်းအရာလေးကိုဆို specific လောက်ထားတာပေါ့နော် template ထဲမှာဆိုရင်ကျွန်တော်ဒီ trip planner ပို့လေးတစ်ချက်သွားကြည့်မယ်ပေါ့နော်နမူနာလေးရှာကြည့်လိုက်ပြီပေါ့နော်ဒီအောင်လေးတွေမှာဆိုရင်သူရဲ့ဒီအသုံးဝင်တဲ့ကိုလေးတွေရှိရပေါ့နော်ဒါဆိုရင်ကျမတို့ကဒီ voice message နဲ့ slash လောက်တာပေါ့နော်နောက်တစ်ခါတော့ attachment လေးတွေနဲ့တွဲပြီးတော့မေးတာပေါ့နော်ဒီမှာတစ်ခုကောင်းတာကြတော့လေကျမတို့ ChatGPT ဆိုလို့ရှိရင်ပေါ့နော်ဒီမှာဒီ image တို့file တွေဆိုလို့ရှိရင်သူကလေတော်တော်များများဟိုပတ်စံပေးပြီးတော့မှပဲသူက attach တွဲလို့ရတယ်ပေါ့နော် pro ဆင့်ပဲတွဲလို့ရတယ်ဒီမှာကျတော့တော်တော်များများ attachment တွေကိုလက်ခံတယ်သူကလေလက်ခံနေဆိုတော့ဒါကကျတော့သူအားသာချက်ပေါ့နော်ဆိုတော့နောက်တစ်ခုကကျတော့ဒီမှာဆိုရင် choose model ဆိုလို့ချင်းကျတော့ဒါကကျတော့ Perplexity နဲ့ဝင်တာပေါ့နော်ဒါမှမဟုတ်ဒီ Gemini လို့လိုမျိုးသုံးနေဆိုလို့ချင်းတော့ဒီ model လေးတွေ choose လုပ်လို့ရတယ်ဒါပေမဲ့တခုရှိတာကျတချို့ဒီထဲကအတူ tools လေးတွေကြလို့ရှိရင်ပေါ့နော်ဟိုပတ်စံပေးပြီးတော့သုံးရတာလေးတွေရှိတယ်ပေါ့နော်ဒါလေးကတော့ Perplexity AI tools လေးအကြောင်းကိုမြင်ပြပေးတာပဲဖြစ်ပါတယ်ရှင်။နောက်ဗီဒီယိုလေးတွေမှာတင်ပြဆောင်ပေးကြပါလို့နော်။ Bye bye